Today we're gonna be talking about the GOAT, yes, no other than Lionel Messi. Messi ကြောင့်ပြောမယ်။ Pantheon ဆိုတာယောမနဲ့ဖျားတွေနေတဲ့နေရာအရန်ကိုကြီးကျယ်မြင့်မြတ်တဲ့နေရာ Sporting Greats အားကစားမှာထူးချွန်တဲ့ပုဂ္ဂိုလ်တွေအားကစားမှာထူးချွန်တဲ့ပုဂ္ဂိုလ်တွေနေတဲ့ဒီတင်စားပြီးပြောလိုက်တာပေါ့နော်သူကတော့ဒီနေရာကိုတဲ့ dominate လွှမ်းမိုးထားတာကတော့ larger than life athletes and larger than life personalities larger than life ဆိုတာ extraordinary တာမန်ထက်ပိုတာအဲ့တော့အားလုံးကိုခြုံပြီးပြောရမယ်ဆိုရင်ရောမနဲ့ဖျားတွေနေသလိုမျိုးထူးကဲမြင့်မြတ်တဲ့အရန်ထူးချွန်တဲ့အားကစားသမားတွေပဲနေတဲ့နေရာကိုတော့တဲ့လွှမ်းမိုးထားတာကတာမန်ထက်ပိုတဲ့အားကစားသမားတွေတာမန်ထက်ပိုတဲ့ကိုယ်ရည်ကိုယ်သွေးတွေရှိတဲ့သူတွေကလွှမ်းမိုးထားတယ်တဲ့သူအနောက်မှာရှင်းပြတယ် towering figures လူကောင်အကြီးတွေ who look like they were born to dominate သူတို့တွေကထင်ရတယ် born to dominate သူများပေါ်လွှမ်းမိုးဖို့မွေးဖွားလာတယ်လို့ထင်ရတယ် and transcend ဆိုတာကျော်လွန်တာ sporting landscape တာမန်ဒီအားကစားဆိုတဲ့နယ်ပယ်ကိုကျော်လွန်ဖို့မွေးဖွားလာတယ်လို့ထင်ရတယ်ဥပမာ Muhammad Ali, Michael Jordan, Michael Phelps, Tom Brady, Usain Bolt ဒီကစားသမားတွေအားလုံးပေါ့နော် in that context အဲ့လိုကဏ္ဍကနေစဉ်းစားမယ်ဆိုရင် it feels ထင်ရတယ်ခံစားရတယ် all the more remarkable ပိုပြီးမှတောင်မှထူးခြားနေတယ်လို့ခံစားရတယ် to say ပြောဖို့အတွက် the greatest living footballer in our collective view ငါတို့တစုတစုရဲ့ငါတို့တော်တော်များများငါတို့အားလုံးရဲ့အမြင်မှာပေါ့နော်အသက်ရှင်နေတဲ့အကောင်းဆုံးဆိုတဲ့အားကစားသမားက the greatest of all time ဒီအကောင်းဆုံးအကောင်းတကအကောင်းဆုံးဆိုတဲ့ကစားသမားကတဲ့ is someone တယောက်ယောက် who needed growth hormone treatment to reach a height of 5'7" 9'9" လက်မဆိုတဲ့အရက်ကိုရောက်ဖို့အတွက် growth hormone သူလိုခဲ့တယ်ပေါ့ an introvert တာမန်ရှက်တဲ့ introvert ကောင်လေးတယောက် who regards fame and celebrity as the downside of his genius အောင်မြင်ကျော်ကြားမှုနဲ့ celebrity နာမည်ကြီးမှုကို downside မကောင်းဘူးလို့သူခံစားရတာသူ့ရဲ့သူ့ကိုဖြစ်စီတဲ့အရာသူ့အတွက်မကောင်းတဲ့အရာလို့ခံစားရတယ်သူ Messi doesn't look like a megastar ရိုနယ်ဒိုနဲ့ရှင်လိုက်ရင် Messi က megastar superstar လို့မထင်ရဘူးတကယ် star ရဲ့အထက်က megastar at one stage he barely looked like a footballer တခါမှဆိုရင်ဟိုအဆင့်တစ်ဆင့်မှာဆိုတာဥမာသူ့ဘဝရဲ့တစ်ချိန်တစ်ခါတော့ဆိုရင်သူဒါ footballer ဘောလုံးသမားလို့တောင်မထင်ရဘူး of the footballers whose arrival in the big time is heralded in such excited terms. The next Pele, the next Maradona, the next Cruyff, he looked the most unlikely. ကစားသမားကောင်းနေသူတို့တွေ big time သူတို့ရဲ့အခါသမယရောက်လာပြီဆိုရင် heralded ဆိုတာကြီးညာမောင်းခတ်ကြတာပေါ့နော် excited terms စိတ်လှဖြားဖွယ်အသုံးနှုန်းနေနဲ့သူကတော့ Maradona လက်သစ် Pele လက်သစ် Cruyff လက်သစ်လို့ပြောကြတာ he looked the most unlikely သူကတော့ unlikely မဖြစ်နိုင်ဘူးလို့ပဲထင်ရတာသူပုံစံအနေထား Imagine from Barcelona's academy as a 70-year-old အသက်19အရွယ်မှာ Barcelona Academy ကနေသူထွက်လာတယ် profound ဆိုတာနည်းကို teenage awkwardness 10နှစ်အရွယ်ဆိုတော့ဆယ်ကျော်သက် awkwardness ဆိုတာကိုယ်ယူကာယဖြစ်တာပေါ့နော်ဒီအောင်အနေထားကိုယ်ယူကာယနဲ့ as if he had been on a stadium tour with a group of schoolmates သူပုံစံကဒီစင်မြင့်ပေါ်ကိုကျောင်းသားတငယ်ချင်းတွေနဲ့တက်ပြီးမှစင်မြင့်ပေါ်တက်ရတယ်လို့အဲ့လိုပုံစံပေါ့နော် taken a wrong turn အမှသူလမ်းမသွားတယ်ပြီးရင် found himself on the touchline ready to come on as a substitute လမ်းမပြီးမှဘောလုံးကွင်းထဲကိုရောက်လာတဲ့ stadium အားကစားဝင်းထဲကိုရောက်လာတဲ့
ပြီးတော့ तू က touch line ဆိုတာဒီ C ပေါ်မှာရောက်နေပြီဟာ तू လက်ရောက်တော့မယ်ပေါ့နော် substitute အစားဝင်ရတော့မယ် seriously him တကယ်လား तू လားအဲ့လိုထင်ရစရာရှိ then you saw him with the ball at his feet မင်းပြီးတော့ तू ဘောလုံးနဲ့သူ့ခြေထောက်မှာမြင်လိုက်တယ် took your breath away तू ကမင်းရဲ့အသက်ရှူမားသွားစေနိုင်တယ်အသက်ရှူဖို့တောင်မှီသွားစေနိုင်တယ်The wave with the lank hair wave ဆိုတာပိန်ပါပါဖြစ်တယ်လေ lank hair စပင်ကလည်းကတ်နေရပါတော့ဒီရင်တော့သူစပင်အရှိနဲ့ blank stare ကြည့်လိုက်ရင်အဲ့လိုကြောင်တောင်တောင်နဲ့ပေါ့ကြည့်လို့ကြည့်နေမှမသိဘူးပေါ့နော် play football like you would not believe သူဘောလုံးကစားတဲ့ပုံစံကတော့မင်းယုံကြည်တိုင်းမှာမဟုတ်ဘူး You don't forget your first time ပထမဦးဆုံးအကြိမ်တွေကိုမင်းဘယ်တော့မှမမေ့ဘူးတဲ့ I had already watched him on television ငါသူ့ကို TV မှာကြည့်ပြီးသွားပြီမြင်ပြီးသွားပြီ establish himself in the Barcelona team over the course of the 2005-06 season သူကိုယ်သူ Barcelona အသင်းမှာသူ establish နေရာတစ်ခုရဖို့အတွက်သူခိုင်ခိုင်မာမာရပ်တည်တဲ့ season 2000 season မှာသူကစားတာမြင်ပြီးသွားပြီဒါပေမဲ့သူ့ပထမဦးဆုံးအကြိမ်ပေါ့နော် in the flash လူချင်းမြင်ရတဲ့အခါကျတော့ Messi 16နှစ်ပဲရှိသေးတယ် group game against Serbia နဲ့ Camp နဲ့ group game မှာသူ substitute အနေနဲ့ပေါ့နော် off the bench ထိုင်နေတဲ့ခုံကနေထလာတာအစားထိုးကံပြီးအစားထိုးလူစားထိုးဝင်မှာပေါ့နော် Serbia နဲ့ Montenegro မှာဒါ2006ဂျာမနီကမ္ဘာဖလားမှာပေါ့နော် It is a day that sticks in the mind for a variety of reasons အကြောင်းမျိုးမျိုးသောအရာတွေကြောင့်အနေ့ကစိတ်ထဲမှာမမိတ်ရနိုင်ဖြစ်နေတာ stick in the mind စိတ်ထဲမှာကပ်နေတာဆွဲနေတာ Outstanding 6-0 Argentina victory အငုံးစရာကောင်းတဲ့အာဂျင်တီးနားရဲ့6-0နဲ့နိုင်တဲ့အနိုင်ပွဲ nil လို့ဖတ်တယ်နော် sublime goal အရန်ကိုမိုက်တဲ့ goal sublime တက်ရတာထင်ရစရာမရှိတဲ့အရန်မိုက်တဲ့ goal အဲ့ဒီ goal ကမြင်လိုက်တယ်ပေါ့နော်မြင်လိုက်ရတယ်ဒီ Esteban ဒီကစားသမားက provide the finishing touch အဆုံးသတ်လိုက်တာဒီကစားသမားက goal သွင်းလိုက်တာပေါ့နော် sweeping 26 pass move pass စုစုပေါင်း25 pass တယောက်တယောက်အပြန်အလှန်ပေးရင်းနဲ့ goal သွင်းလိုက်တယ် theatrics ဟိုအလှအပအကွေ့အကောက်တွေပေါ့နော်ကနုကရွတွေ delirious Diego Maradona delirious ဟိုစိတ်တွေအရန်လှုပ်ရှားပြီးမှပြောချင်တာတွေပြောနေတယ်ပေါ့နော် Diego Maradona ပေါ့နော်သူကအမှ drama တွေချိုးနေတာဒီ theatrics လေအဲ့လိုအနုရွာအလားပါတွေနဲ့ drama တွေချိုးနေတဲ့ပြောချင်တာတွေပြောနေတဲ့ Maradona in the stands threatening to steal the show in the stands ဆိုပွဲကြည့်စင်မှာ Maradona ကိုရှေ့လူတွေကအာယုံရောက်နေအဲ့တော့ steal the show ဆိုတာဒီပွဲကိုမသိရင် Maradona ကသူရှိပဲ attention ရအောင်လုပ်နေတယ်လို့တောင်ထင်ရတယ်ပေါ့နော်သူကဟိုဘာတွေလုပ်နေမှမသိဘူး theatrics လို့ drama တွေချိုးနေတယ် delirious ဆိုဘလုံးတွေးနေပြောချင်တာကြီးပြောနေရပေါ့နော်အဲ့လိုဖြစ်နေရအဲ့မှာ Messi ရဲ့ cameo ဆိုတာခဏတစ်ဖြုတ်ပဲသူဝင်ပါတာမျိုးပေါ့အစားထိုးအနေနဲ့ဝင်ပါတာဘောလုံးမှာဆင်တော့ the sense of quasi religious fervor quasi ဆိုတာစင်တူယိုမှဖြစ်တာဘာသာရေးဆန်လူတွေဥမာဘုရားတရားနဲ့ပတ်သက်လာရင်တချို့တွေလုံးဝမရသလိုပေါ့နော်အခုလဲ fervor ဆိုတာအဲ့လိုလွန်လွန်ကျူးကျူးချစ်ခင်မြတ်နိုးတာ that swept the crowd and ဒီကတော့ဒီဘောလုံးစတေဒီယမ်ရဲ့နာမည်ပေါ့နော်အဲ့မှာပရိသတ်တွေအကုန်လုံးမှာဒါမက်ဆီဆိုပြီးမှလေမသိရင်ဒါဘာသာရေးဆန်နဲ့တောင်ထင်ရတယ်တဲ့ Hey appear on the touch line သူကဒီစီးမြင်ပေါ်မှာလဲထိလိုက်ရောစီးမြင်ပေါ်မှာလဲပေါ်လာရောပေါ့နော် He hadn't played a competitive match for 3 months သူပြိုင်ပွဲမကစားတာ3လကြာပြီ due to hamstring injury တခုကြောင့်ပေါ့ဒါပေမဲ့အဲ့လိုသူမကစားတာပဲ increased and the air of anticipation လူတွေမျောလင့်ဆောင်စားတာကိုပိုလို့တောင်တိုးသွားစေတယ်တဲ့ It was like we were preparing for the second coming ဒုတိယအကြိမ်လာမှာကိုငါတို့မျောနေတာနဲ့တောင်တူတယ် second coming ဆိုတာဘာသာရေးကနေလာတဲ့အသုံးတော့ Christian ရဲ့
you ya Yeshu Christ ဒုတိယအကြိမ်ပေါ်လာမှာအခုအဲ့လိုလို့တောင်းထင်ရတယ် The sight of Maradona watching from high in the VMB area Maradona လည်း VMB နေရာကနေသူကြည်နေတယ် clasping his hands သူရဲ့လက်တွေကိုသူလို့ပူးရှက်ထားတယ် like a proud father ဂုဏ်ယူတဲ့ဖခင်တယောက်လိုမျိုး struggling to hold back the tears struggling ဆိုတာရုန်းကန်ကြိုးစားနေရတာ to hold back ဆိုတာထိန်းထားတာမျက်ရည်တွေကိုအထဲကိုပြန်ဝင်သွားအောင်မျက်ရည်မကျမိအောင်ထိန်းထားတာအဲ့လိုမြင်ကွင်းမျိုးက only heighten that feeling ဒီခံစားချက်ကိုပိုပြီးတောင်တိုးမြင့်သွားစေတယ်ပေါ့နော် Messi's image adorned a huge banner with his legend this is my dream ဒါငါရဲ့အိမ်မက်ဆိုပြီးမှ Messi ရဲ့ပုံကြီးနဲ့ banner ဆိုတာဒီလူတွေကင်ဆောင်ထားကြတဲ့ဟာတွေပေါ့နော်ဒီမှာကတ်ကြီး In the press box there was just a little cynicism press box ဆိုတာသတင်းစာသမားတွေစုနေတဲ့နေရာမှာတော့ cynicism ဆိုတာအဆိုးမြင်တဲ့စိတ်နည်းနည်းတော့ရှိနေတယ်ပေါ့နော် What number next Maradona was this team name now Maradona let this ဆိုတဲ့ကောင်လေးอ่ะဘာနံပါတ်လဲဘာကျုံးနံပါတ်လဲပေါ့နော် There had been Ariel Ortega Problema when ဒီကစားသမားတွေပေါ့နော်ဒီကစားသမားတွေလည်းရှိနေပဲမာရာဒိုနာကိုဆက်ခံမယ်လို့ပြောကြတာပေါ့နော် Great talents all of them သူတို့တွေအားလုံးကပါရမီရှင်တွေပဲ Sam had achieved great things တချို့တွေကအရင်ကောင်းတဲ့အရာတွေကိုအောင်မြင်ပြီးသွားပြီဒါပေမဲ့သူတို့တွေတဲကဒီဖော်ပြထားတဲ့ကစားသမားတွေတဲကဘသူကမှ came close to Maradona's level Maradona အဆင့်အနောက်ကပ်မလာဘူးပေါ့နော် This kid was going to be different was he seriously him ဒီကောင်လေးကတော့ကွဲပြားတော့မှာတကယ်လားသူလားဒီကောင်လေး Within 2 minutes 2 မိနစ်အတွင်းမှာပဲ Messi had scampered down the left wing scamper down ဆိုတော့ခက်မြင်မြန်နဲ့ခြေလမ်းခက်စိတ်စိတ်နဲ့ပြေးတာပေါ့နော်ဘယ်တောင်ပန်ချမ်းကနေသူပြေးလာတဲ့ set up ဆိုတာဘောလုံးကိုသူတည့်ပေးလိုက်တာပေါ့နော်ဟိုကောင်အတွက်ဒီကစားသမားအတွက်တည့်ပေးလိုက်တာအာဂျင်တီးနားရဲ့ပစ္စမ၄ချိန်မြောက်စရုပ်ထမြောက်ကိုအတွက်သူတည့်ပေးလိုက်တယ်ပေါ့နော် he scored the six himself နောက်ဆုံးဒီ6ချိန်မြောက်ဂိုးကိုသူကိုယ်တိုင်တွန်းလိုက်တာ threading the ball between the goalkeepers လက် threading ဆိုတာအဲ့လိုထိုးလိုက်တာဘောလုံးမှာဆိုရင်အသာလေးမြေလိမ့်ပေါ်လိမ့်ထည့်လိုက်တာကို thread လို့သုံးတယ်ကိုသမားရဲ့6ကြားထဲကိုသူဘောလုံးကိုထည့်ပေးလိုက်တာ even more than those contribution သူဒလိုတွေလောက်တာတွေထက် contribution ဆိုတာဟိုတစ်ဖက်ကိုယ့်ရဲ့အသင်းပေါ်တွင်းဖို့အတွက်ကူညီပေးတာကိုယ်တိုင်ဂိုးသွင်းပေးတာအသင်းကိုပံ့ပိုးပေးတာပေါ့နော်ဒီအသင်းကိုသူဂိုးနဲ့လည်းပံ့ပိုးတယ် assist လုပ်ပြီးမှလည်းပံ့ပိုးပေးတယ်ဒါတွေထက်ပိုတာကသူ့ရဲ့ adhesive touch ကိုယ်နဲ့ကတ်ထားသလိုထိနေတဲ့အထိပေါ့နော် the way he carried the ball သူဘောလုံးကိုတည်တဲ့ပုံစံ the speed with which he drifted between opponents သူရဲ့ speed ဒီ speed နဲ့ပဲသူ drift ဆိုတာလွင့်မြောသွားတာပြိုင်ဘက်တွေကြားထဲမှာသူတွန့်လင်းပြီးလွင့်မြောသွားတာပေါ့နော် into space ဆိုတာနေရာကွက်လက်လေး was something else ဒါတာမန်ထက်ကိုပိုတယ်ပေါ့နော် next level ဖြစ်တယ်လို့ပြောချင်တာ something else ဒါနားမလည်နိုင်တဲ့အရာတခြားအရာတစ်ခုပဲ every movement was perfect သူရဲ့လှုပ်ရှားမှုတိုင်းက perfect ပြည့်စုံတယ် I remember writing in the London Times in early 2010 2010အစောပိုင်းကာလမှာ London Times magazine မှာငါစာရေးတာကိုသတိရတယ် Flying home from Barcelona the morning after watching him score 4 times in an astounding performance against Arsenal in the Champions League အိမ်ကိုပြန်လာတာပေါ့နော်ဒါကတော့ဒီစာရေးဆရာပြောတာသူဘာစီလိုနာကနေအိမ်ကိုပြန်လာတယ်သူက၄ဂိုးတောင်သွင်းလိုက်တာအာဆင်နယ်နဲ့ Champions League ပွဲမှာပေါ့နော် astounding performance ဆိုအရန်အံ့ဩမင်သက်စရာကောင်းတဲ့ performance that what Messi was doing at the age of 22 Messi အသက်22နှစ်မှာလုပ်နေတဲ့အရာကပေါ့နော်a level not seen since Maradona's heyday in the 1980s Messi အသက်22နှစ်မှာလုပ်နေတဲ့အရာကမာရာဒိုနာရဲ့ heyday ဆိုတာအကောင်းဆုံးနေ့ရက်တွေအကောင်းဆုံးအချိန်တွေမှာလုပ်ခဲ့တယ်လို့ပဲအဲ့ဒီကလေးကနေမာရာဒိုနာအချိန်ကလေးကနေဘယ်သူမှအဲ့လိုဟာမျိုးကိုမမြင်ဘူးသေးဘူးပေါ့နော်
where I follow that with a note of caution ဒါပေမဲ့လည်းသူစိတ်ထဲမှာ note of caution ဆိုတာသတိထားရမယ်ပေါ့နော် pointing out ဒါကိုသူညွှန်ပြတယ်ပေါ့နော် Even Maradona had not been able to sustain such standards throughout his career Maradona တောင်မှပဲသူ့ရဲ့ career အသက်မွေးဝမ်းကြောင်းမူကာလပတ်လုံးတစ်လျှောက်လုံးမှာအဲ့လိုအဆင့်အနေနဲ့ပွဲတိုင်းမှာအဲ့လိုအဆင့်အနေနဲ့သူကစားတာမဟုတ်ဘူးပေါ့နော် The other true greats တချို့အရန်ကောင်းတဲ့ great တွေပေါ့နော် Marco van Basten Brazilian Ronaldo သူတို့တွေအားလုံးက thwarted by injury thwarted ဆိုတာကိုလှုပ်ချင်တဲ့အရာလှုပ်ခွင့်မရှိတာပေါ့နော်ဘာကြောင့်လဲဒဏ်ရာကြောင့်လှုပ်ချင်တဲ့အရာလှုပ်ခွင့်မရှိဘဲနဲ့ဘေးပယ်ခံထားရတာ And what proved to be the peak of their power သူတို့အကောင်းဆုံးဆိုတဲ့အချိန်မှာဒီ Ronaldo R9 Marco van Basten သူတို့တွေဆိုရင်လည်း thwarted by injuries ဒဏ်ရာတွေကသူတို့အကောင်းဆုံးအချိန်မှာဆိုရင်တောင်မှပဲဒဏ်ရာတွေကသူတို့ရောက်တဲ့လောက်မရောက်စေဘူးပေါ့နော် We should enjoy Messi's brilliance for as long as it lasts. I wrote, adding that experience warns us that this could be as good as it gets. Experience tells me I shouldn't have worried. အဲ့တော့ကပေါ့နော်သူကအဲ့ဒီအချိန်ဟာကိုအခုပြန်ရေးပြီးပြောပြတာမက်ဆီကောင်းနေတယ်ဆိုတာဟုတ်တယ်ငါတို့ခံစားလို့ရခွင့်ရှိတဲ့အခါမှာခံစားတင်တယ်ပေါ့နော်သူအဲ့လိုရေးခဲ့တယ်အတွေ့အကြုံကအရင်အတွေ့အကြုံတွေကငါတို့ကိုပြောပြတယ်ပေါ့နော်ဒါက Ascaris gas ဒါအကောင်းဆုံးဒီလောက်ပဲဆိုတာဖြစ်မှာပဲတဲ့အဲ့တော့သူကဆက်ပြီးပြောလိုက်တာ experience tells me I shouldn't have worried အခုစဉ် Messi အခုလက်ရှိမှာသူအသက်လည်းကြီးလာပြီအဲ့တော့ပြန်စဉ်းစားလိုက် Messi အသက်စနစ်နဲ့ဒီကာလာကိုပြန်စဉ်းစားလိုက်အမြဲတမ်းသူကောင်းခဲ့တာပဲငါမစိုးရိမ်ခဲ့တယ်ပေါ့နော်မက်ဆီအချိန်အကြာကြီးအဲ့လိုကောင်းနေနိုင်တာကိုသူကထောက်ပြတာပြောပြတာကျွန်တော်တို့နောက်ရက်ပြန်ဆက်ပါမယ်